သာသနာတော်နှစ်2560ပြည့်နှစ်ကောဇာတက္ကရာ1388ခုနှစ်တဝရလပိကျော်2ရက်2019ခုနှစ်ဖေဖော်ဝါရီလ13ရက်ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်မင်းကုန်းစံပြကျေးရွာတပ်ဦးမင်းကုန်းကျောင်း၌ဆရာတော်အကမဟာတတ္တမသောတိကတသဗဒ္ဒန္တပညာသာရဤဩဝါဒကိုခံယူလျက်ဖွဲ့စည်းတည်ထောင်ထားသောအနိုင်မဲ့ဓမ္မပူဇာလူငယ်မောင်မြတ်များမှစုပေါင်း၍စီစဉ်ကျင်းပပြုလုပ်အပ်သည့်တသမအကျဉ်းမြောက်တရားအလှတော်ဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောလူတို့ဤအခြေခံကိုချင်းတရားအကြောင်းတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်စုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမိယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မယံရေအတွက်တိုင်းဒါဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချိန်လဲအင်္ဂါမိတ္တကြီးမာသမိတာနှင့်တထာဇနီစွန်ញကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဏကျိန်ဖတ်များစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောက်မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလူတို့၏အခြေခံကိုချင်းတရားရဗုဒ္ဓ၏ဆုံးမကိုယုတိမြတ်နိုးအာကိုယုံကြည်ကြတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်များဖြစ်သည့်အလျော်စွာလူသားတွေရဲ့အခြေခံကိုချင်းတရားဆိုတာအဝိဓမ္မအရေးကြီးတယ်လို့တိုက်အိမ်တစ်လုံးဆောက်ပြီဆိုရင် foundation ဆိုတဲ့အခြေခံဟာအရေးကြီးဆုံးဖြစ်တယ်လို့ပဲလူသားတွေရဲ့တိုးတက်ဖွံ့ဖြိုးမှုအတွက်အခြေခံကိုချင်းတရားဟာဓမ္မအရေးကြီးလို့ရသော်ဗျာကိုယ်တိုင်အခြေခံကနေစပြီးတော့ဆုံးမဟောပြောခဲ့တာဖြစ်တယ်အခြေခံကိုချင်းတရားတွေကိုလူတိုင်းမိမိတို့တဏ္ဍာမှာပြည့်စုံလုံလောက်သည့်ထိအောင်တတိထားပြီးတော့ကျင့်ကြံကြိုးကိုအထောက်ကြဖို့လိုအပ်တယ်အခြေခံကိုချင်းတရားမှမပြည့်စုံမဲနဲ့အထက်တန်းကိုမှန်းတယ်ဆိုတာ
မဖြစ်နိုင်တဲ့အရာမျိုးပဲဖြစ်တယ်။ဘုရားရဲ့အဆုံးအမမှာနံပါတ်1အခြေခံကိုယ်ကျင့်တရားတွေပြည့်စုံအောင်ကြိုးပမ်းခြင်းနံပါတ်2တစ်ဆင့်မြင့်ပြီးတော့သမထကျင့်စဉ်ကိုကျင့်ခြင်းနောက်ဆုံးဝိပဿနာကျင့်စဉ်ဖြင့်မက်ဖို့နိဗ္ဗာန်ကိုရယူခြင်းဆိုတာဘုရားဘာသာတို့ရဲ့အကျင့်တရားဟာနိဗ္ဗာန်မှာလမ်းဆုံးတာဖြစ်တယ်။မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေရဲ့လမ်းဆုံးပန်းတိုင်ဟာနိဗ္ဗာန်ပဲဖြစ်တယ်။ဒါကြောင့်မို့ဘုရားဘာသာဝင်သူတော်စင်တွေဟာကောင်းကင်ဘုံကိုဆုတောင်းကြတာမဟုတ်ဘူး။ဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုလို့ဒုက္ခခတ်သိမ်းကင်းငြိမ်းတဲ့နေရာဟာကောင်းကင်ဘုံမဟုတ်ဘဲနဲ့သင်္ခါရတရားတို့ရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်တည်တာလည်းဖြစ်တယ်နော်။ဒါကြောင့်နိဗ္ဗာန်ချမ်းသာကိုရည်မှန်းပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်။အခြေခံအကျင့်တရားအနေနဲ့ပြောမယ်ဆိုရင်မြတ်စွာဘုရားဟာသီလကိုခြင်းတရားသီလပြည့်စုံတာကိုအခြေခံထားပြီးတော့သမာဓိဆိုတဲ့စိတ်တည်ငြိမ်မှုသမာဓိကိုအခြေခံလိုက်တာနဲ့တပြိုင်နက်အမှန်ကန်သိမြင်မှုဆိုတဲ့ပညာသီလသမာဓိပညာကျင့်ပွဲရာသိက္ခာ3ရပ်အကျင့်မြတ်တို့မြတ်စွာဘုရားဟာချက်မှတ်ဟောကြားခဲ့တာဖြစ်တယ်။အဲတော့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့တို့ဘာလုပ်ရမလဲဘာကိုပန်းနိုင်ထားရမလဲဆိုတာရှင်းရှင်းလင်းလင်းသိရှိနားလည်ပြီးသားဖြစ်ရမှာဖြစ်တယ်ဟောအခြေခံကိုကျင့်သီလလုံလောက်ပြီဆိုလို့ရှိရင်လူချမ်းသာနတ်ချမ်းသာဆိုတာခဲရင်တာမဟုတ်တော့မြတ်ဗုဒ္ဓအဆုံးအမတိုင်းအခြေခံကိုကျင့်တရားတွေကောင်းပြီဆိုလို့ရှိရင်ဒီဘဝမှာလည်းအပြစ်ကင်းခြင်းလို့ဆိုတဲ့အနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာမျိုးကိုခံစားကြရမှာဖြစ်တယ်အပြစ်ကင်းတယ်လို့ဆိုတာဟာလူလောကမှာအဝတ္တမအခြေခံကြတဲ့ချမ်းသာဒုက္ခတစ်မျိုးပဲဖြစ်တယ်။မြတ်စွာဘုရားကချမ်းသာ၄မျိုးကိုခွဲခြားဟောပြောထားတာရှိတယ်။အဋ္ဌိဒုက္ခတဲ့ကိုယ်မှာငွေကြေးတနာပြည့်ပြည့်စုံစုံရှိလို့ရှိရင်လေလူတွေဟာရှိတာကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာကြတယ်။ဒါအဋ္ဌိဒုက္ခလို့ခေါ်တယ်။ရှိချမ်းသာရှိတဲ့လူကချမ်းသာတယ်။သို့တော်မရှိတဲ့လူကမချမ်းသာပြန်။ရှိတယ်ဆိုတာလည်းရှိတဲ့အခိုက်ရှိတယ်လို့မရှိတဲ့အခိုက်လည်းရှိနိုင်ဒါကြောင့်ရှိချမ်းသာဆိုတာထာဝရမဟုတ်နိုင်ပြန်ဘူးနောက်တစ်ခါဘောခဒုက္ခကိုရှိတဲ့ပစ္စည်းဥစ္စာကိုအသုံးပြုရလို့ရှိရင်လေလူတွေဟာစိတ်ချမ်းသာမှုရကြအဲ့ဒါအသုံးပြုလို့ရရှိလာတဲ့ချမ်းသာဒုက္ခဒါလည်းပဲသုံးဆွဲတဲ့အချိန်လေးသာရနိုင်တဲ့ချမ်းသာဒုက္ခဖြစ်တယ်နောက်တစ်ခုကျတော့အာနနယဒုက္ခကျွေးကင်းချမ်းသာလို့ခေါ်လောကလူတွေဟာသူများစီကကျွေးယူထားတယ်ဆိုလို့ရှိရင်ဒီကျွေးတွေမဆက်ရမချင်းကို့မှာတာဝန်ကြီးတစ်ခုဝန်တော့ဝန်မိုးကြီးတစ်ခုလိုဖြစ်နေတတ်တယ်ဒါကြောင့်မို့ကျွေးကင်းဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်ကျွေးကင်းခြင်းဟာလွတ်လပ်တဲ့ချမ်းသာဒုက္ခတစ်ခုဖြစ်လို့ကျွေးကင်းချမ်းသာလို့လည်းဒီလိုရှိတယ်အဲ့ဒီချမ်းသာတွေတဲ့ပိုကောင်းတဲ့ချမ်းသာတော့ဘာလို့ဆိုခြေခံကိုကျင့်တရားပိုင်းမှာအပြစ်ကင်းတဲ့ချမ်းသာတာလည်းဖြစ်တယ်အပြစ်ကင်းတဲ့ချမ်းသာဟာလူတိုင်းရနိုင်သလားဆိုမရနိုင်ကြဘူးလောကလူသားတွေဟာအပြစ်ကိုလုပ်တတ်တယ်အပြစ်ဖြစ်တဲ့အလုပ်တွေကိုလုပ်နေပြီးပြစ်ကင်းတဲ့ချမ်းသာဆိုမရနိုင်ဘူးဒါကြောင့်အပြစ်ကင်းပြီဆိုလို့ရှိရင်စိတ်ချမ်းသာမှုကိုချမ်းသာမှုရှိအပြစ်ရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေလွတ်ကင်းနေတယ်အပြစ်ရှိလာတဲ့အပြစ်ကိုအကြောင်းပြုပြီးလူတွေဟာတုံနွေးနွေးဖြစ်နေတတ်တယ်ပေါ့ဒါကြောင့်မို့အပြစ်ကင်းတယ်ဆိုတာမျက်မှောက်ဘဝမှာလည်းအပြစ်ကင်းတယ်တန်တရားမှာလည်းအပြစ်ကင်းတယ်မဟုတ်တာမလုပ်လို့အကုသိုလ်ဆိုတဲ့အပြစ်ကင်းလာပြီဆိုရင်အဲ့ဒီအပြစ်ကင်းမှုကိုအကြောင်းပြုပြီးရလာတဲ့ချမ်းသာကိုအနဝိဇ္ဇဒုက္ခလို့ခေါ်အဲ့ဒီချမ်းသာတွေထဲမှာအနဝိဇ္ဇဒုက္ခကို16ပုံကျန်တဲ့ချမ်းသာတွေဟာအနဝိဇ္ဇဒုက္ခရဲ့တပုံလောက်တောင်16ပုံတပုံလောက်တောင်မှဒီတန်ဖိုးမရှိဘူးလို့ပြော
ဒါကြောင့်အနဝိစ္စဒုက္ခရဖို့ဆိုအခြေခံကိုကျင့်တရားကောင်းမှရကိုကျင့်သီလကိုအကြောင်းပြုပြီးတော့စဉ်းစားကြည့်ပေါ့လူတယောက်ဟာကိုကျင့်သီလကောင်းလာပြီကိုကျင့်သီလရှိတယ်ကိုကျင့်တရားဖောက်ပြန်မှုမရှိဘူးလို့ဆိုတဲ့အခါမှာမိမိရဲ့လှုပ်ဆောင်မှုကိုအကြောင်းပြုပြီးကိုကျင့်သီလကိုအကြောင်းပြုပြီးဘယ်ချိန်တွေးသူဟာစိတ်ထဲမှာဝမ်းသာမှုဖြစ်တယ်ဝမ်းသာမှုကိုဖြစ်စေတယ်စိတ်ထဲမှာအမြဲတမ်းနှလုံးသားရနေမသားမယာစိတ်ထဲမှာနှလုံးမသားမယာဆိုတာမဖြစ်ဘူးကိုကျင့်သီလကောင်းတဲ့ပုဂ္ဂိုလ်ဟာကိုကျင့်သီလကိုအကြောင်းပြုပြီးတော့စိတ်နှလုံးဟာအေးချမ်းမှုရှိတယ်အဲ့ဒီအေးချမ်းမှုကိုအကြောင်းပြုပြီးတော့ဝမ်းမြောက်မှုဆိုတာဖြစ်လာတယ်ဝမ်းမြောက်မှုကိုအကြောင်းပြုပြီးတော့နှစ်သက်မှုဆိုတဲ့ပီတိဖြစ်လာပီတိကိုအကြောင်းပြုပြီးတော့ပတ္တတိကိုစိတ်ငြိမ်းချမ်းမှုဆိုတာရရှိလာကိုစိတ်ငြိမ်းချမ်းလာတဲ့ပုဂ္ဂိုလ်တိုင်းဟာဒုက္ခလို့ဆိုတယ်ကိုချမ်းသာမှုစိတ်ချမ်းသာမှုကိုဧကန္တိဋ္ဌရရှိမှဖြစ်တယ်ကိုချမ်းသာမှုစိတ်ချမ်းသာမှုကိုရလာတဲ့ပုဂ္ဂိုလ်တယောက်တမာရီလို့ဆိုတဲ့စိတ်တည်ငြိမ်မှုကိုအလွယ်တကူပဲရတယ်အဲ့ဒီတမာရီရလာပြီဆိုတဲ့အခါမှာဘဝရဲ့အထိတ်ပဲယထာဘူတညာနာတဒနာအမှန်ကန်သိရှိနားလည်လောကမှာအမှန်ကန်သိရှိနားလည်ဖို့ဆိုတာသိအရေးကြီးတယ်အမတ်တမဲ့နေလို့ရှိရင်လူတွေဟာကိုယ့်ဘဝကိုလှုပ်တင်တာနဲ့မလှုပ်တင်တာပြောတင်တာနဲ့မပြောတင်တာတွေးတင်တာနဲ့မတွေးတင်ခွဲခြားပြီးတော့သိလို့ရှိကြမရှိသည့်အတွက်ကြောင့်မလှုပ်တင်တာကိုလှုပ်တင်တယ်လို့ထင်တယ်လှုပ်တင်တာကြတော့မလှုပ်တင်ဘူးထင်တယ်ထင်သည့်အတွက်ကြောင့်အကျိုးဆုပ်ယုပ်မှုတွေဖြစ်ပေါ်လာတယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမထဲမှာအမှန်ကန်သိရှိနားလည်မှုဆိုတာသိအရေးကြီးတယ်လို့ဆိုတယ်အဲ့ဒီအမှန်ကန်သိရှိနားလည်မှုအဆင့်ရောက်ဖို့အတွက်ဘယ်ကနေစရတော့ဆိုအခြေခံကြတဲ့ကိုချင်းတရားကပဲစအခြေခံကိုချင်းတရားရလို့မိမိဘဝမှာအပြစ်ကင်းတဲ့အတွေ့အတော်အပြစ်ကင်းတဲ့အပြောအဆိုအပြစ်ကင်းတဲ့အလုပ်တွေလုံးမိပြီဆိုလို့ရှိရင်တော့အမှန်ကန်သိတယ်ဆိုတဲ့အသိဉာဏ်ထိအောင်ရောက်ရှိလာမှသိချတယ်ပေါ့ဒါကြောင့်မို့ဘုရားဘာသာတို့ရဲ့လိုက်နာကျင့်သုံးရမယ့်အချက်ဟာအစဉ်အတိုင်းတစ်ဖြည်းဖြည်းမြင့်ပြီးတော့ကျင့်သုံးသွားတာနောက်ဆုံးမှမိမိတို့ပန်းနိုင်ထားတဲ့နိဗ္ဗာန်ချမ်းသာထိအောင်မျက်မှောက်ပြုသွားနိဗ္ဗာန်ချမ်းသာရောက်တဲ့အခါကျတော့မှနိဗ္ဗာန်ချမ်းသာကိုရတဲ့အခါကျတော့မှထာဝရအငြိမ့်သက်ဆိုတဲ့တဏှိဒုက္ခကိုရရှိမှာဖြစ်တယ်တန်တရားထဲမှာရှိတဲ့ချမ်းသာဒုက္ခဆိုတာတည်ငါတခဏမျှသာချမ်းသာပြီးမကြခင်လက်လွတ်ဆုံးရှုံးသွားလို့ဒုက္ခတွေနဲ့ရင်ဆိုင်ရပြန်တယ်ရထားတာဒုက္ခမဟုတ်ဘဲနဲ့ဆင်းရဲဒုက္ခတွေနဲ့ပဲလွှမ်းမိုးခံထားစဉ်းစားကြည့်လေလူဘဝရထားတာအေးလူဖြစ်ရကြိုးလူဖြစ်ရတာကောင်းတယ်လို့ဆိုတော့လည်းပဲစဉ်းစားကြည့်လူဖြစ်ရတာမကောင်းတာတွေအများကြီးရှိတယ်လူဖြစ်ရတာကောင်းတာဘာတော့ခြေခံကိုကျင့်သီလနဲ့ပြည့်စုံအောင်လုပ်နိုင်ခွင့်ရှိတယ်ဒါနကောင်းမှုတွေလုပ်ရတယ်သီလကောင်းမှုတွေကျင့်ရတယ်ဘာဝနာကောင်းမှုတွေအထောက်ရတယ်ဆိုတဲ့ပါရမီကုသိုလ်တွေကိုဖြည့်ဆည်းရတယ်ဆိုတဲ့ရှုထောင့်ကကြည့်မယ်ဆိုရင်လူဖြစ်ရတဲ့တန်ဖိုးဟာအတ္တမကြီးမားတယ်လို့ပြောလူတွေဟာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ကိုယ်ဘဝမြင့်မားအောင်မြတ်ဗုဒ္ဓရဲ့ဆုံးမတဲ့ဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ခွင့်ရသည့်အတွက်ကြောင့်ဘဝခရီးသွားတဲ့အခါမှာချမ်းသာဒုက္ခတွေနဲ့ကြုံတွေ့ရတယ်လူဘဝပဲကြည့်လူဘဝရောက်လာတဲ့ပုဂ္ဂိုလ်တွေဟာတရိစ္ဆာန်ဘဝနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်အများကြီးချမ်းသာအများကြီးအသိဉာဏ်ရှိအဲ့လိုဖြစ်လာတော့လူဘဝဟာကောင်းတယ်လို့ဒီရှုထောင့်ကပြောလို့ရှိရင်ပြောလို့ရတယ်။ရသော်ဗျာကိုယ်တိုင်ကလည်းမနုဿတ္တဘာဝဒုံလဘောလူဘဝရဖို့ခဲရင်နဲ့လူဥယေဘလောက်ပဲများတရိစ္ဆာန်တစ်ကောင်ရဲ့တရိစ္ဆာန်မျိုးတစ်မျိုးရဲ့ဥယေတဲ့ဥယေဟာ
လူဥယျာဉ်တဲ့အမြဲတမ်းသားနေတာဖြစ်တယ်စဉ်းစားကြည့်ပေါ့ဒီကနေ့ခေတ်တစ်ကမ္ဘာလုံးနိုင်ငံအလုံးကိုစုပေါင်းလိုက်လို့ရှိရင်တန်ပေါင်း9000ခန့်ရှိတယ်တန်ပေါင်း9000ခန့်ရှိတဲ့လူဥယျာဉ်ဟာပွဲစိတ်တွင်ထဲမှာရှိတဲ့ပွဲစိတ်တစ်မျိုးရဲ့ဥယျာဉ်နဲ့စားလိုက်မယ်ဆိုဘယ်သူကများမယ်ထင်ပွဲစိတ်ဥယျာဉ်ကများတယ်စဉ်းစားကြည့်ပေါ့လူတယောက်ဟာအမွှာမွေးမယ်ဆိုလို့ရှိရင်2ယောက်မွေးခြင်းမွေးမယ်3ယောက်မွေးခြင်းမွေးမယ်4ယောက်5ယောက်6ယောက်10ယောက်မွေးကောင်းမွေးလိုက်20 30တခါတဲ့အမွှာမွေးတယ်ဆိုမရှိဘူးနော်9တကောင်ရဲ့ဝန်းပိုက်ထဲမှာ9ဥတွေဘယ်လောက်များတန်းချီရှိဒါတကောင်နဲ့အဲ့တော့9ဥယေဟာလူဥယေတဲ့မြောက်များစွာကြီးမားများပြားတယ်ဒါကြောင့်လူဖြစ်ဖို့ဆိုတာခက်တယ်မှန်တယ်လူဖြစ်ရတဲ့တန်ဖိုးကလည်းကြီးမားတယ်လူဖြစ်ဖို့လည်းခက်တယ်နိုင်ရှင်ကြည့်မယ်ဆိုလို့ရှိရင်တိရစ္ဆာန်ဥယေနဲ့လူဥယေကအမှန်တမ်းနည်းပြီးတိရစ္ဆာန်ဥယေကများပြိတ္တာဥယေငရဲဥယေတွေမထက်သေးပဲနဲ့ငရဲကြတဲ့သရဝါတွေမထက်မပေါင်းသေးပဲနဲ့လူဥယေတမန်တိရစ္ဆာန်ဥယေတစ်မျိုးတည်းနဲ့ပဲလူဥယေဟာဘယ်လောက်မှများတယ်လို့ပြောလို့မရဘူးဒါကြောင့်မို့လူဖြစ်ဖို့ခဲနေဆိုတာမှန်ကန်တယ်ပေါ့အဲ့ဒီလိုနှိုင်းရှင်ကြည့်မယ်ဆိုရင်လူဖြစ်ဖို့ဟာဒါမှခဲတယ်အဲ့ဒီလူဖြစ်လာပြီးတော့တန်ဖိုးရှိဖို့ဆိုတာတခါခဲပြန်သီလသမာဓိပညာဆိုတဲ့အခြေခံလူကိုချင်းတရားတွေနဲ့ပြည့်စုံဖို့ဆိုတာခဲနေအခြေခံလူကိုချင်းတရားတွေနဲ့ပြည့်စုံပြီးတဲ့နောက်မှာဒီအစစ်မြင့်တဲ့သမထဝိပဿနာကျင့်စဉ်ကိုကျင့်ဖို့ဆိုတာခဲရင်ပြန်အဲ့ဒီကျင့်ကိုကျင့်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့မတရားဖို့တရားရဖို့ဆိုတာလဲခဲရင်ပြန်အဲ့တော့လူဘဝဟာအခွင့်ကောင်းတွေများစွာရှိတော်လဲပဲလူဘဝကောင်းတယ်လို့ဒီရှုထောင့်တွေကပြောမယ်ဆိုရင်ပြောလို့ရသို့တော့ခြေနဲ့ဆရာမကောင်းတဲ့ဘဝလူဘဝဟာလည်းအများကြီးရှိတယ်ဆိုလူဘဝဟာခြေနဲ့ဆရာမဖြစ်တာတွေကဘာတွေတော့လူတွေဟာမွေးလာပြီးတဲ့နောက်တဖြည်းဖြည်းအိုမင်းလာတာဟာခြေနဲ့ဆရာမကောင်းငယ်ရတဲ့အချိန်ကနေစပြီးအိုမင်းရင်းရော်လာတယ်တဲ့ရွယ်ကြီးလာစရာဆိုတဲ့တရားရဲ့နှိမ့်ဆက်မှုခံဘယ်သူကြော်လွားနိုင်တော့ဘယ်သူမှမကြော်လွားနိုင်ဘူးစရာဆိုတဲ့အိုမင်းရဲ့သဘောတရားဝင်လာပြီဆိုရင်လူရဲ့နုပြုံမှုတွေအားလုံးဟာဖြည့်ဆည်းခံရစဉ်းစားကြည့်ပေါ့ငယ်ငယ်တုန်းကရုပ်အမတန်ချောမောလှပတဲ့ပုဂ္ဂိုလ်80 80 90အရွယ်ရောက်သွားရင်ရှုပ်သွားတယ်နော်မြန်မာနိုင်ငံမှာလည်းရှိတာပဲရုပ်ရှင်မင်းသမီးကြီးတွေချောကြီးတွေအများကြီးရှိခဲ့တဲ့ရုပ်ရှင်မင်းသမီးတွေ80 80ကြာကြည့်ကြည့်ပေါ့ငယ်ငယ်တုန်းကရုပ်တွေရှိသေးလားမရှိတော့ရုပ်အိုရှုံးသွားဖြစ်သွားအဲ့ဒါဘယ်သူကနှိပ်စက်တာတော့ဆိုဇရာဆိုတဲ့အိုခြင်းတရားနှိပ်စက်အိုခြင်းတရားကသူကသူအိုတာမဟုတ်ဘူးလူရဲ့တဏ္ဍာမှာရှိတဲ့နုပြိုမှုတွေအားလုံးကိုဖျက်ဆီးသွားတယ်မီးလောင်တဲ့အခါမှာမီးဟာအရာဝတ္ထုတွေကိုလောင်ကျွမ်းပြီးတော့ဖျက်ဆီးပြစ်လိုက်တယ်လို့ပဲအိုခြင်းဆိုတဲ့ဇရာမီးဟာလည်းပဲလူရဲ့တဏ္ဍာမှာရှိတဲ့အင်အားတွေဖျက်ဆီးပြစ်တယ်အလှအပါတွေအကုန်ဖျက်ဆီးပြစ်လိုက်ပြီးရွတ်အိုရှုံးတွကြည့်မကောင်းရှုမကောင်းဘဝမျိုးရောက်တာဒါဟာလူဖြစ်လာလို့ကြုံတွေ့ရတဲ့ဇရာဒုက္ခဒီရှုထောင့်ကကြည့်မယ်ဆိုရင်ကျင့်တတ်ဆရာမကောင်းမြန်ကျင့်တတ်ဆရာမကောင်းဘူးအဲ့တော့အိုမင်းရင်ရောခြင်းနဲ့အဆုံးသတ်မလားဆိုမသတ်သေးဘူးဒီကြားထဲမှာယောဂဝေဒနာတွေကဖြစ်သေးတယ်လူရဲ့ခန္ဓာကိုယ်ဟာယောဂဝေဒနာတွေဖြစ်တာဖြစ်သောကြောင့်ဘယ်ယောဂမဆိုလက်ခံတဲ့ခန္ဓာကိုယ်ကြီးလူခန္ဓာကိုယ်ပဲဖြစ်ဖြစ်ခန္ဓာကိုယ်ဟာယောဂဝေဒနာတွေမှန်သမျှလက်ခံတာမြန်မာလူတွေပြောတဲ့66ပါးယောဂဝေဒနာဒီကနေ့ခေတ်ပေါ်တဲ့ယောဂဝေဒနာအားလုံးဟာလူခန္ဓာကိုယ်မှာဖြစ်နိုင်တဲ့အရာတွေဖြစ်နေတယ်ဒီဘက်ကကြည့်ပြန်တော့လေလူဖြစ်ရတာနော်ယောဂါတွေနဲ့ကြုံတွေ့ရလို့လူဖြစ်ရတာခြေနှက်ဆရာမကောင်းပြန်နောက်တစ်ခါနောက်ဆုံးကြတော့လူဘဝကိုစွန့်လွတ်ပြီးတော့သိဆုံးခြင်းနဲ့ရင်ဆိုင်ရပြန်တယ်
ဒါလည်းကျေနပ်เสียမကောင်းဘူးအသက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်လူတွေဟာအခုပဲမွေးခဏလေးနေအိုခဏလေးနေတည်သွားကြပြန်ပြီဆိုတော့လူဘဝတက်တန်းဟာလည်းအလွန်တူတောင်းတာကျေနပ်ဖွယ်မကောင်းဘူးလို့ဒီရှုထောင့်ကပြောမယ်ဆိုရင်ကျေနပ်เสียမကောင်းသို့တော့ကျေနပ်เสียမကောင်းတဲ့လူဘဝထဲမှာအခြေခံလူရဲ့ကိုယ်ချင်းတရားတွေနဲ့ပြည့်စုံမယ်ဆိုလို့ရှိရင်တော့တန်ဖိုးမဖြတ်နိုင်တော့အောင်ကိုယ့်အတွက်မွန်မြတ်တယ်လို့ပြောအခြေခံကိုယ်ချင်းတရားမှမရှိလိုက်ဘူးဆိုရင်လူဟာအိုမင်းလူဘဝမွေးလာတာဟာအိုဖို့မွေးလာတာနာဖို့မွေးလာတာသေဖို့မွေးလာတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်လူရဲ့ကောင်းကျိုးဆိုးကျိုးလူလောကကိုယ့်ရဲ့ပတ်ဝန်းကျင်ရဲ့ကောင်းကျိုးတွေကိုဘာမှမလုပ်နိုင်ဘူးဆိုလို့ရှိရင်လူဖြစ်ရကြုံနဲ့တယ်လို့ပြောလို့မရဘူးဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမကိုမှတ်သားနာယူထားကြရမှာဖြစ်တယ်လူတို့ရဲ့အခြေခံကိုယ်ချင်းတရားကိုရှိအောင်လုပ်အခြေခံကိုယ်ချင်းတရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောကြားထားတဲ့အခြေခံကိုယ်ချင်းတရားလေးတွေဒီကနေ့ကိုယ်တဏ္ဍာမှာမရှိသေးရင်ရှိအောင်လုပ်ဖို့ရှိပြရင်လည်းပဲအခိုင်အမာရှိထားဖို့လိုအပ်တယ်အေးကက္ကရုဆိုတဲ့ဇာတကစရိုဒီထဲမှာမြတ်စွာဘုရားဟောကြားထားတဲ့လူရဲ့အခြေခံကိုယ်ချင်းတရားလေးတွေဟာမှတ်သားဖို့ရကောင်းတယ်လက်တွေ့ကျင့်သုံးလိုက်နာကြရမှာဖြစ်တယ်ဘုရားဘာသာဝင်သူတော်စင်တိုင်းဟာဘုရားဘာသာပြီးပြီးတတ်မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာမယ်ဆိုရင်အခြေခံကိုယ်ချင်းတရားလေးတွေကောင်းအောင်ကြိုးစားကြရမယ်လို့ဒီလိုယူဆဒီလိုမှတ်သားကြရမှာဖြစ်တယ်အဲ့ဒီမှာအခြေခံကိုယ်ချင်းတရား17မျိုးဖော်ပြထားတာလေးကိုကြည့်ရနံပါတ်1ကဘာလို့ဆိုရင်လူဘဝလူတွေရောက်လာပြီဆိုလို့ရှိရင်စီးပွားဥစ္စာရှာကြတယ်နော်မြတ်စွာဘုရားကလည်းကိုယ်တိုင်လူဖြစ်လာလို့ရှိရင်စီးပွားရှာတတ်တဲ့အသိဉာဏ်ရှိရမယ်ကိုယ်ချင်းတရားကောင်းမွန်အောင်ထိမ့်သိမ့်တတ်တဲ့အသိဉာဏ်ရှိရမယ်အဲ့ဒီလိုအသိဉာဏ်2မျိုးရှိရမယ်တနည်းအားဖြင့်ပြောရင်အမြင်မျက်စိနှလုံးရှိရမယ်လို့ဆိုတယ်မြတ်စွာဘုရားကအနတ္တုတ္တမှာဟောတယ်လူဖြစ်လာလို့ရှိရင်အမြင်2မျိုးနဲ့ပြည့်စုံရမယ်မျက်စိနှလုံးရှိရမယ်သို့မဟုတ်အမြင်2မျိုးရှိရအမြင်2မျိုးဆိုတာတစ်ခုကမရသေးတဲ့စီစဉ်ဥစ္စာကိုရအောင်ရှာတတ်တယ်ရှာပြီးသားစီစဉ်ဥစ္စာကိုတိုးတက်ကြီးပွားအောင်လုပ်တတ်တယ်ဒါကတစ်ပိုင်းနောက်တစ်ပိုင်းကလှုပ်တင်တာနဲ့မလှုပ်တင်တာကိုခွဲခြားသိတယ်မလှုပ်တင်တာတွေကိုရှောင်တယ်လှုပ်တင်တာတွေကိုလှုပ်တယ်အခြေခံကိုယ်ချင်းတရားတွေကိုယ်တဏ္ဍာမှာရှိဒါကတစ်ပိုင်းအဲ့ဒီနှစ်ပိုင်းနဲ့ပြည့်စုံမှုလိုအပ်တယ်ပေါ့ဘုရားဘာသာဝင်တိုင်းဟာမြတ်ဖျားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးမှုဒီအခြေခံအသိဉာဏ်2မျိုးဟာလူတိုင်းပြည့်စုံရမယ်အချက်ဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့စီးပွားရှာပြီဆိုတဲ့ဟုတ်ပြီလူဖြစ်လာလို့ရှိရင်စာဝတ်နေရေးအတွက်လူတိုင်းဟာစီးပွားရှာရမှာစီးပွားမရှာလို့မရဘူးစီးပွားတော့ရှာရမှာဖြစ်တယ်အလုံးလုံးကြရတယ်မိမိရဲ့ဘဝမှာစာဝတ်နေရေးပြည့်စုံမှုကိုမိသားစုကျွေးဖို့မွေးဖို့မိအိုဖအိုတွေကိုထောက်ပံ့ဖို့လှူဖို့တမ်းဖို့ဒါနကောင်းမှုလုပ်ဖို့ဆိုစီးပွားဥစ္စာရှာရမှာဖြစ်တယ်သို့တော့စီးပွားဥစ္စာရှာပြီးဆိုရင်ကိုချင်းတရားအပြတ်ခံပြီးတော့စီးပွားဥစ္စာမရှာရဘူးလို့ဆိုတာအဲ့တော့မြတ်စွာဘုရားကဟောထားတဲ့ဒေသနာတော်တွေထဲမှာကြည့်မယ်ဆိုရင်ကာယေနယောနာဝဟရိလောကလူတွေဟာဒီသူများပစ္စည်းကိုကိုယ်ကိုယ်တိုင်စီးပွားကိုကြိုးစားမရှာဘဲနဲ့သူများပစ္စည်းကိုကိုချင်းတရားပျက်စီးမှုလူဆိုတာရလာရင်စီးပွားဥစ္စာရှိရမှာဖြစ်တယ်အဲ့ဒီစီးပွားဥစ္စာကိုတရားသဖြင့်သာရှာဖွေရမှာဖြစ်တယ်သို့တော့ကိုယ်ဒီလက်ရောက်အများပိုင်တဲ့ပစ္စည်းဥစ္စာသူများပိုင်တဲ့ပစ္စည်းဥစ္စာတစ်ခုကိုမတရားတဲ့နည်းနဲ့ရယူဖို့မကြိုးစားရဘူးခိုးတာပဲပြောလူယူတာပဲပြောနော်လိမ်ပြီးတော့ယူတာပဲပြောကိုယ့်ရဲ့စာဝတ်နေအတွက်
သူများရှာထားတဲ့ပစ္စည်းဥစ္စာကိုဘယ်တော့မှခိုးခွဲလူယူတိုက်ခိုက်ဆိုတဲ့အလုပ်တွေကိုမလုပ်ရဘူးဒါကိုချင်းတရားတစ်ခုကိုချင်းတရားရှိနောက်ဆုံးမှာသူများပစ္စည်းဆိုရင်မျက်ဝချမ်းစိတ်ကစပြီးတန်မိုးမရှိတဲ့အရာကနေစပြီးမယူပါရဟန်းတန်ဃာတွေအနေနဲ့သူများပစ္စည်းကိုယူမယ်ဆိုလို့ရှိရင်ငွေကြေးအဖြစ်ပြောမယ်ဆိုရင်ဓမ္မပစ္စည်းဥစ္စာနဲ့ပြောတာဆိုရင်ဓမ္မတံငွေဓမ္မခိုးမိတယ်မယိုးသားတဲ့စိတ်နဲ့သူများပိုင်တဲ့ငွေဓမ္မကိုယူမိတယ်သို့မဟုတ်ဓမ္မတံပစ္စည်းဥစ္စာကိုမယိုးသားတဲ့စိတ်နဲ့ယူလိုက်ပြီဆိုရင်ယဟန်ဘဝကိုဆွန့်လွှတ်ရတဲ့အထိအောင်အဖြစ်ကြီးတယ်တို့ဆိုတော့နော်ဓမ္မဆိုတာတရားရဲ့၄ပုံတစ်ပုံဘယ်ငွေကြေးပဲဖြစ်ဖြစ်တရားရဲ့၄ပုံတစ်ပုံမဏိယူနစ်လို့ခေါ်တယ်မဏိယူနစ်တရားရဲ့၄ပုံတစ်ပုံအဲ့ဒီ၄ပုံတစ်ပုံကိုခိုးရင်ခိုးမှုမြောက်တယ်လို့ရှင်းတော့ကဒီလိုသတ်မှတ်ခဲ့တာဖြစ်တယ်ဒါဗမာငွေကြေးနဲ့ပြောရင်ဓမ္မဆိုတာခုချိန်မှာလူငယ်တွေသိတော့မှာမဟုတ်တော့နော်ဓမ္မဆိုတာသိတော့မသိတော့တရားရဲ့၄ပုံတစ်ပုံခိုးရင်တောင်မှအခိုးတယ်လို့သတ်မှတ်တယ်ဒါကြောင့်မို့ကာယေနယောနာဝဟရိကိုယ်ရလက်ရောက်သူများပစ္စည်းကိုခိုးယူတာမလုပ်ရဘူးတဲ့ဒါကိုချင်းတရားတစ်ခုဝါစာယနာမုတာပဏိနှုတ်ကပြောလိုက်ပြီဆိုလို့ရှိရင်ဘယ်တော့မှမမှန်မကန်တွေကိုမပြောရအောင်တစ်ဖက်သားလွဲမှားသွားစေမဲ့မုတာလို့ခေါ်တယ်မမှန်မကန်လိမ်ညာပြောဆိုမှုမလုပ်အောင်ဒီနှစ်ခုကအရေးကြီးဆုံးကိုချင်းတရားနှစ်ခုပဲလို့အခြေခံအားဖြင့်ပြောလောကကြီးဟာလူတွေအကျင့်ပြက်လာတာခိုးခြင်းကစတာတက်တန်းရှိတဲ့လူဘဝတက်တန်းရှိတဲ့လူဘဝတဖြည်းဖြည်းလူလောကဟာဆုတ်ယုတ်ပြက်ပြားလာတဲ့အခါမှာအပြင်းထူတဲ့လူတစ်ယောက်ကကိုယ်ပစ္စည်းကိုကာကွယ်လို့နော်ကိုယ့်ဟာကိုယ်သုံးမယ်ဆိုရင်ကိုယ့်ဟာယော့သွားမယ်ဥပမာကိုယ်မှာဝေတသိန်းရှိမယ်ဆိုလို့ရှိရင်အဲ့တသိန်းကသုံးလိုက်လို့ရှိရင်တသိန်းမပြည့်တော့ယော့သွားတော့ကိုယ့်ဟာကိုကာကွယ်ဖို့အတွက်သူများဟာကိုယူသုံးလိုက်တယ်ခိုးမှုကစလူတွေကဆင်းရဲလာတဲ့အခါကျရင်ခိုးတာကစကြဒုစရိုက်ထဲမှာအစဆုံးဟာခိုးမှုပဲဖြစ်တယ်နော်လူလောကမှာပထမဆုံးဖြစ်ပေါ်လာတဲ့ဒုစရိုက်ဟာခိုးမှုပဲဘာကြောင့်ခိုးမှုဖြစ်ပေါ်လာသလဲလို့ဆိုလို့ရှိရင်တိုင်းပြည်အုပ်ချုပ်တဲ့ထိုကိကတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေအနေနဲ့ခိုးမှုမပေါ်အောင်လူတွေဆင်းရဲမွဲတေခြင်းမဖြစ်အောင်ထိမ့်သိမ့်တဲ့အနေနဲ့စားစရာမရှိတဲ့ပုဂ္ဂိုလ်ထောက်ပံ့ပေးထားတဲ့အလေးအထားတစ်ခုရှိငွေကြေးတနာထောက်ပံ့ပေးဒီကနေ့နိုင်ငံသားတိုင်းပြည်တွေမှာအလုတ်ကင်မရှိဘူးဆိုလို့ရှိရင်အစိုးရကသူ့ကိုထောက်ပံ့ပေးထားတာရှိတယ်ပေါ့ဟိုရှိခေတ်ကလည်းပဲအဒနာနာဒနမနုဿာတိတ္တဒနကျေးငွေမရှိတဲ့ပုဂ္ဂိုလ်ကိုအစိုးရတွေကဒနကျေးငွေပေးပြီးထောက်ပံ့ထားတယ်အဲ့ဒါလို့ထောက်ပံ့ပေးထားခြင်းအပြင်သူများပစ္စည်းကိုသူမခိုးတော့ရာဇဝမှုကိုထိမ့်သိမ့်တဲ့အနေနဲ့အဲ့ဒါလို့ပေးတာအဲ့ဒါလို့ပေးရမှာမပေးဘဲနေသည့်အတွက်ကြောင့်လူဟာအလုတ်ကိုင်းကလည်းမရှိသုံးစရာကမရှိစားစရာမရှိတဲ့အခါကျတော့ဘာလုပ်လာဘာကိုပြစ်မှုကျူးလွန်လာတော့သူများပိုင်တဲ့ပစ္စည်းကိုမျက်စောင်းထိုးလာအဲ့သူများပိုင်လာတဲ့ပစ္စည်းကိုတိတ်တဆိတ်ရယူဖို့ကြိုးစားလာခဲ့တယ်ဒါကြောင့်အဒိဏဒါနဆိုအရင်ပေါ်လာတာဖြစ်တယ်အဆိုပြုထားတဲ့ထဲမှာလောကလူတွေဟာဆင်းရဲမွဲတေလာလို့ရှိရင်ဒီရာဇဝမှုတွေတိုးပွားလာတယ်လို့တို့ဆိုတယ် poverty engenders crime ဆို poverty ဆိုဆင်းရဲမွဲတေခြင်းဟာ crime ဆိုတဲ့ဒုစရိုက်အမှုဖြစ်ပေါ်စေတယ်လို့ဆိုဘယ်ဒုစရိုက်မှုကိုဖြစ်စေတာလဲဆိုခိုးမှုလူရဲမှုတိုက်ခိုက်မှုဆိုတာဖြစ်စေဒီကနေ့ခေတ်မှာတော့ဒါရိုးနေမြန်မာနိုင်ငံဘယ်နှဖြင့်ခိုးသွားတယ်ဘယ်နှဖြင့်ဖောက်ထွင်းသွားတယ်ဘယ်နေရာလူသွားတယ်ဆိုတာရှိတယ်ကိုချင်းတရားပြက်ပြားလာပြီဆိုရင်
အဲ့ဒီဒုစရိုက်မှုကစလာတဲ့သဘောနော်ဒါကြောင့်မို့အဲ့ဒါမျိုးမဖြစ်စေဘူးကာယေနယောနာဝဟရေသူမြတ်ပစ္စည်းကိုခိုးယူတယ်လူယူတယ်တိုက်ခိုက်တယ်ဆိုတာတွေလုံးဝရှောင်ကျဉ်ရမယ်လို့ဆိုလိုတယ်ရိုးသားရမယ်ဝါစာယနာမုတ္တပဏိလေလေပြောကြမှုလည်းပဲမလုပ်ရဘူးစကားပြောတဲ့အခါမှာအမှန်ကန်ကိုသာပြောရမယ်လို့ဆိုလိုတယ်ဟောနောက်တစ်ခုကတော့ဘာလို့ဆိုယတောလတ္တာနမစ္စေယလောကလူတွေဟာယာတုဂုံသိမ်းစည်းစိမ်လေးရလာလို့ရှိရင်လူကဘဝင်မြင့်လာမြောက်ကြွဖြစ်လာတတ်တယ်နော်မန်ရစ်လာတယ်လို့ခေါ်တယ်မန်ရစ်လာတယ်ယာတုကြီးရလိုက်ပြီဆိုရင်လူတွေဟာမန်တက်လာပြီးတော့မိဘတောင်မထေမဲ့မြင်ပြုလာတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေလည်းမထေမဲ့မြင်ပြုလာတတ်တယ်ဒါလူရဲ့သဘောကိုပြောတာယတောလတ္တာအချမ်းရံစည်းစိမ်ယာတုခုံသိမ်ရလာပြီဆိုလို့ရှိရင်တော့ဘဝကိုမမေ့ရဘူးလို့ဒီလိုဆိုလိုတယ်နော်ဘဝကိုမမေ့ရဘလောက်ပဲကြီးပွားဘလောက်ပဲယာတုကြီးဘလောက်ပဲဂုံတရင်ကျွယ်လူဟာကိုယ့်ဘဝကိုမမေ့ရဘူးလို့ဆိုမရရဘူးလို့ဆိုရှင်မူးတာမျိုးမဖြစ်စေရဘူးအဲ့ဒါဟာလူရဲ့အခြေခံကိုယ်ချင်းတရားပဲဖြစ်တယ်ဒီပထမမြတ်စွာဘုရား၃ခုကိုဒီလိုစပြီးတော့ဟောတာလူရဲ့အခြေခံကိုယ်ချင်းတရားဟာသူများပစ္စည်းမခိုးရဘူးလိမ်ပြီးတော့မပြောရဘူးယာတုဂုံသိမ်းစည်းစိမ်ဥစ္စာရလာပြီဆိုရင်မရစ်မှုရဘူးလို့ဆိုလိုတယ်နော်အဲ့ဒါဟာအရေးကြီးတဲ့အချက်လူတွေရဲ့အခြေခံအကျဆုံးကိုယ်ချင်းတရားလို့ခေါ်တယ်ဒါအဲ့ဒါရှိမှလူလောကလူတော်လူကောင်းဖြစ်နိုင်ဟောနောက်တစ်စုကိုကြည့်ကြအောင်ဆိုနောက်တစ်စုကသူများဒီလူဘဝရလာပြီဆိုရင်ပစ္စည်းဥစ္စာရှာကြတယ်ရှာတဲ့အခါမှာဓမ္မေနဝိတ္တမေသေးရဓမ္မေနဆိုတာတရားတဲ့နိလန်းနဲ့ဝိတ္တံစည်းစိမ်ဥစ္စာကိုအေသေးရရှာရမှာဖြစ်တယ်လောကလူတိုင်းဟာပစ္စည်းတော့ရှာရမှာနော်ကောင်းရောင်းကောင်းဝယ်နဲ့ငွေချေးတနာရအောင်စီးပွားရေးလုပ်ရမှာဖြစ်တယ်အဲ့ဒီလိုလုပ်တဲ့အခါမှာကုချင်းတရားပြပြတဲ့နည်းတွေကိုမသုံးရဘူးဆိုပါစို့သူများတဲ့တတ်ပြီးစီးပွားမရှာနဲ့သူများဥစ္စာခိုးပြီးစီးပွားမရှာနဲ့သူတော်ဘာသားများစော်ကားပြီးစီးပွားမရှာနဲ့လိန်ညာပြီးတော့စီးပွားမရှာနဲ့မူရစ်ဆေးဝါးနဲ့စီးပွားမရှာနဲ့ဒီလိုဆွလို့တယ်ပေါ့ဓမ္မေနဝိတ္တမေတ္တယကောင်းရောင်းကောင်းဝယ်အယောင်းဝယ်နဲ့စီးပွားရှာလို့ရတယ်လေယာလုပ်ငန်းနဲ့စီးပွားရှာလို့ရတယ်နော်လေယာလုပ်ငန်းနဲ့စီးပွားရှာမယ်ကောင်းရောင်းကောင်းဝယ်တွေနဲ့စီးပွားရှာမယ်အဲ့ဒီလိုမှန်ကန်တဲ့နီလန်းနေနဲ့စီးပွားရှာရမယ်ကိုချင်းတရားမပြတ်တဲ့နီးနဲ့စီးပွားရှာပါလို့ဒါဟာလူဖြစ်လာလို့ရှိရင်အရေးကြီးတဲ့ကိုချင်းတရားတစ်ခုဖြစ်တယ်ပေါ့ဓမ္မေနဝိတ္တမေသေးယစီးပွားဥစ္စာကိုတရားတစ်ဖြစ်လာအမှုတန်းအရာတန်းလုပ်ပြီးတော့လဲစီးပွားရှာလို့ရတယ်စိုက်ပျိုးရေးလုပ်ပြီးတော့စီးပွားရှာလို့ရတယ်အယောင်းဝယ်လုပ်ပြီးတော့လဲစီးပွားရှာလို့ရတယ်သို့တော့အယောင်းဝယ်လုပ်ဆိုတဲ့နေရာမှာဘုရားဘာသာဝင်တွေအယောင်းဝယ်မလုပ်တဲ့၅မျိုးရှိတယ်အဲ့ဒီ၅မျိုးကိုတော့ရှောင်ရမှာဖြစ်တယ်အယောင်းဝယ်မလုပ်ရမယ့်အချက်၅မျိုးကဘာတော့ဆိုရင်လက်နဲ့အယောင်းဝယ်မလုပ်ရဘူးလူကိုသေစေတတ်တဲ့အစိတ်အယောင်းဝယ်မလုပ်ရဘူးနောက်ပြီးတော့မူရစ်ဆေးဝါးအယောင်းဝယ်မလုပ်ရဘူးမွေးမြူရေးနဲ့အယောင်းဝယ်မလုပ်အောင်တရားတွေတတ်ပြီးတော့အသားရောင်းနဲ့အယောင်းဝယ်မျိုးမလုပ်ရဘူးမွေးမြူပြီးတရားတွေတတ်တယ်မွေးမြူတယ်ဆိုတာ2မျိုးရှိတယ်နွားမွေးပြီးတော့နှုတ်ညှစ်ရောင်းတာရတယ်နော်နွားမွေးတာရတယ်အေးတတ်စားဖို့ဆိုတဲ့တရားတွေမွေးတာမျိုးတော့မလုပ်ရဘူးလို့ပြောတယ်မန္တဝါနေစနောက်တစ်ခုကလူကုံသွဲတာခဏိခေပြောနေတာနော်လူရောင်းဝယ်လှုပ်တာလူရောင်းဝယ်လှုပ်တာမျိုးလည်းမလုပ်ရဘူးဒီခဏိခေမှာအလွန်ကိုဒီလူကုံ
လူကုန်ကူးတယ်လို့ခေါ်ကြတယ်ပေါ့ခဏခေတ်ကုန်ကူးတယ်ဆိုတာကိုယ့်ကိုရောင်းစားလို့ရောင်းစားမှန်းတော့မသိလိုက်ကြဘူးတချို့အလုပ်ပေးမယ်ဆိုခေါ်သွားတယ်မြန်မာပြည်မှာတင်းကိုရှိဒါအလုပ်ပေးမယ်ဆိုခေါ်သွားပြီဟိုကြတော့ကိုယ်ရောင်းလို့ရောင်းမှန်းတော့မသိလိုက်ကိုယ်ရောင်းလို့ရောင်းမှန်းမသိလိုက်လူငယ်လူရွယ်တွေသိတ္တိထားကြကောင်းတရေချလာအောင်ပြောသွားပြီတနေ့ကိုဘယ်လောက်ရမလဲဟိုတလုံးရတယ်မယ်ဂျာနယ်တစ်ခုမှဖတ်လိုက်ရတော့တက်လာပြီးတော့မြို့တက်ပြီးအလုရှာတယ်ဘုရားယုံမှာထိုင်နေလူကြီးတယောက်အသက်50ပတ်ဝန်းကျင်လူတယောက်အလုရှာတယ်မြို့မှာအလုံးမရှိလို့အလုတက်ရှာအလုတက်ရှာတော့ခုနလူကုန်ကူးတဲ့လူနဲ့သွားတွေ့တယ်လူကုန်ကူးတဲ့ဇနီးမောင်နှံ2ယောက်ကဘယ်သွားမလို့လဲဝင်ပြီးတော့မိတ်ဖွဲ့တယ်မိတ်ဖွဲ့တော့ဒီလိုပဲအလုရှာဖို့တက်လာဟာဒါဆိုအလုရမယ်ဘယ်မှာရအောင်လဲမော်လမြိုင်ဘက်မှာခြံစောင်းလုပ်ငန်းလုပ်ရမယ်တလားကို3သိန်းခွဲပေးမယ်အိမ်လည်းပေးမယ်ပါနော်အပီးစားတော့အပီးတလားကို3သိန်းခွဲကြောက်အောင်ပြောတာပေါ့လိုချင်တာပေါ့လူဆိုတာနော်လိုချင်တော့အဟုတ်မှန်ပြီးတော့အဟုတ်ထင်ပြီးတော့လိုက်သွားအဝတ်စားလေးပြန်ယူအောင်မယ်ဆိုတာတော့မယူနဲ့ဟိုမှာပေါ်တယ်ဘာမှမယူနဲ့ဆိုအတင်းမဲ့ကားပေါ်တင်ပြီးခေါ်သွားကားပေါ်ခရင်သားအဲ့လိုယုံတော့အောင်ပြောပြီးခေါ်သွားတာတညလုံးမှောင်ကြီးမဲနဲ့ကားမောင်းသွားတာရောက်တော့ပဲရောက်တာတော့ဆိုဖြာပုံဘက်ကပင်လယ်ကမ်းခြေရောက်တာဟာပြောတော့ကတော့မော်လမြိုင်ဘက်ဒီရာဘာချန်စောင့်ရမယ်လို့ပြောတယ်အခုတော့ဘာကြောင့်ပင်လယ်ဘက်ဆိုမလှုပ်ချင်ဘူးဆိုအဲ့ကြတော့မလှုပ်ချင်လို့မရတော့သူတို့လက်ထဲရောက်သွားပြီနော်မလှုပ်ချင်ဘူးမရဘူးဆိုသူတို့ကဝိုင်းပြီးထိုးကြကြိတ်ကြလို့ဟိုကလည်းမတတ်တာတော့တယောက်တည်းနေရာကလည်းအစိမ့်ဖြစ်နေတယ်အတိလည်းမရှိတော့လက်လျှောက်လိုက်ဘယ်ပိုးလိုက်တုံးဆိုလို့ရှိရင်ကြားဖောင်လို့ခေါ်တယ်ပင်လယ်ထဲကဖောင်မော်တင်ပေးလိုက်တာနော်ကြားဖောင်ဆိုတာပင်လယ်ကမ်းနဲ့အဝေးကြီးအဲ့ဒီကိုပို့ပေးလိုက်တာဖောင်မော်မှာအရက်ဖက်တိုက်တယ်အရက်တိုက်ပြီးတော့တနေ့ကုန်ကြားဖောင်မှာပဲနေရတယ်ကမ်းကိုပြန်ကျင်လို့မရဘူးအဲ့ဒီမှာခိုင်းကျင်တော့ခိုင်းလှုပ်ချင်တော့လှုပ်နေတည်သွားတဲ့လူတွေလည်းအများကြီးပဲဒါပမာပြည်ထဲတင်ဖြစ်နေတဲ့ဟာလေလူကုန်ကူးတာအဲ့ဒီခေါ်သွားတဲ့လူကကြားဖောင်ပိုင်ရှင်ရဲ့ကြားဖောင်ပိုင်ရှင်တထေးစီသူကဒီလူတွေကိုရောင်းစားပစ်ခဲ့တာရသမျှငွေတွေကိုသူကယူသွားတယ်ဒီခေါ်လာတဲ့လူကိုတော့ပြောတာဒီငွေအိမ်သွားပေးလိုက်မယ်လို့ပြောတာဘယ်ပေးမလဲနော်အိမ်သွားပေးလိုက်မယ်လို့ပြောပြီးတော့သူ့ကိုကြားဖောင်မတင်ပေးတယ်နောက်ကံကောင်းလို့သူဟာပြန်လွတ်လာတယ်ဆိုတာတော့ဒါကြောင့်သူပြန်လွတ်လာလို့ဒီအကြောင်းလေးကိုကြားကြရတယ်အဲ့ဒါဗမာပြည်မှာတင်လူကုန်ကူးတာဖြစ်တယ်မကြားချင်မှအဆုံးတရုတ်ပြည်လူကုန်ကူးတာတို့မလေးရှားပဲအင်ဒိုနီးရှားလူကုန်ကူးတာတို့အများကြီးပဲကိုယ့်ကိုယ်ရောင်းစားလို့တောင်ရောင်းစားမှမသိဘူးအလုပ်ရမယ်လို့ခေါ်သွားပြီးတော့အဲ့ဒီငွေကြေးတနာကိုသူကရောင်းစားတဲ့လူကတထေးစီကပတ်စံယူပြီးပြန်သွားတာဒီလူတွေကထားပစ်ခဲ့အဲ့ဒါကျွန်းအဖြစ်ရောင်းခဲ့တာပဲဖြစ်တယ်အဲ့ဒါမျိုးကိုဘုရားဘာသာတွေမလုပ်ရဘူးလို့မြတ်စွာဘုရားကနော်လူကုန်ကူးတဲ့အလုပ်ကိုမလုပ်ရဘူးလို့တတ္တဝနိစ္စလို့ခေါ်တယ်အဲ့ဒါမျိုးရောင်းဝယ်နဲ့အသက်မွေးတဲ့အခါမှာဒါမျိုးတွေမလုပ်သင့်ဘူးလို့တစ်ဖက်သားကိုဒုက္ခပေးတဲ့အလုပ်မျိုးတွေမလုပ်ရဘူးလို့ဒါအခြေခံကိုချင်းတရားပဲဓမ္မေနဝိတ္တမေသေယတရားသဖြင့်ပစ္စည်းဥစ္စာကိုရှာပါတဲ့ဒါတခုနာနိကတယဓနဟရေကောက်ကျစ်ဆင်းလဲတဲ့နီးနဲ့ပစ္စည်းရအောင်မလုပ်ပါနဲ့လိန်ညာပြီးတော့မလုပ်ပါနဲ့ကိုရောင်းတဲ့ပစ္စည်းတွေမှာဟိုဟာတွေရောဓာတွေရောနော်လူတွေဒုက္ခရောက်မဲ့အလုပ်တွေမလုပ်ပါနဲ့နိကတယဆိုကောက်ကျစ်ဆင်းလဲတဲ့နီးတွေနဲ့စိဝဥစ္စာကိုမရှာပါနဲ့တဲ့နောက်အခြေခံကိုချင်းတရားတစ်ခုကဘောဂီလတ္ထာနမစ္စေယပစ္စည်းဥစ္စာတွေရလာတယ်စီစဉ်ဥစ္စာတွေရလာပြီဆိုရင်တော့မရစ်မှုပါနဲ့
လောကလူတွေကစီးပွားတက်လာပြီဆိုရင်ရစ်မှုတတ်တယ်ချမ်းသာလာပြီဆိုရင်ရစ်မှုလာတယ်လူကလက်မထောင်းလာတယ်အဲ့ဒါမျိုးလည်းမဖြစ်ပါစေနဲ့ဆိုတော့ဟောအခြေခံလူတို့ရဲ့အခြေခံကိုခြင်းတရားတွေကိုမြတ်စွာဘုရားကဒီလိုဟောတာနော်အဲ့ဒါတွေကိုယ်တဏ္ဍာမှာမဖြစ်အောင်လုပ်ဖို့အရေးကြီးတယ်လို့သူဆိုတယ်ဟောနောက်တစ်ခုကိုပြောမယ်ဆိုရင်ထိတဲ့အစစ်မြင့်တဲ့ဟာကြတော့ပါယတစိတ်တံအဟာလိတ္တံတတ္တာသအဝိရာခိနိယတစိတ်တံအဟာလိတ္တံလောကလူတွေဟာစိတ်မတည်ကြဘူးဘာနဲ့ဥပမာတူတော့ဆိုနနွင်းဆိုးအဝတ်လိုပဲနနွင်းနဲ့ဆိုးထားလို့ရှိရင်ကျွတ်တယ်လေနော်အဝတ်ကိုနနွင်းနဲ့အဝါရောင်ဆိုရင်ကျွတ်တယ်ခဏလေးရေတစ်ခါလျှော်လိုက်တာနဲ့ပြောင်းသွားရအဲ့ဒီလိုလူရဲ့စိတ်ဟာလည်းပဲအမှတ်အသားကောင်းကောင်းမရှိပဲနဲ့စိတ်ခဏခဏပြောင်းတတ်တယ်စိတ်ခဏခဏပြောင်းတဲ့လူမဖြစ်စေရဘူးတဲ့ကိုယ့်ကိုတည်ငြိမ်တိမှတ်တဲ့စိတ်ဓာတ်ရှိရအောင်ကြိုးစားရမယ်ဒါအခြေခံနဲ့တတ္ထာသအဝိရာခိနိယုံကြည်ချက်ဆိုတာလည်းအခိုင်အမာရှိရအခုတော့ဘုရားတရားသံဃာယရဏသုံးပါးကိုးကွယ်တယ်ဘုရားရဲ့အဆုံးအမယုံကြည်တော့ကြတခြားဘာသာယုံကြည်ပြန်ပြီတော့ကြတခြားဟာလက်ခံပြန်အဲ့ဒါမျိုးတွေမဖြစ်စေရဘူးကိုယ်ယုံကြည်ချက်ကိုယ်ဘာသာကိုယ်ကိုယ်ရဲ့ဘာသာပေါ်မှာအခိုင်အမာရှိရမယ်လို့ဆိုအသိဉာဏ်နဲ့တွဲဖက်ပြီးတော့နားလည်အောင်လို့တတ္ထာသအဝိရာကိတရားတရားကလည်းပြည့်ပြည့်လွယ်တယ်အေးအခုပဲစိတ်ဝင်စားပြီးတော့လှူမယ်တမ်းမယ်လို့ပြောတော့ကြတော့မလှူတော့ဘူးဖြစ်ပြန်တယ်နော်လောကလူတွေဟာတရားတရားလည်းခိုင်မာမှုတွေမရှိတတ်ဘူးဒါကြောင့်မို့တရားတရားကိုတော့မပြည့်လွယ်စေရဘူးကိုယုံကြည်ချက်အတိုင်းလုံနိုင်ရမယ်လို့သူဆိုတယ်ဧခောတာဒုနဘုစေယလောကလူတွေဟာကိုရလာတဲ့ပစ္စည်းဥစ္စာကိုကိုတယောက်တည်းသုံးကြတယ်လှူမှုတမ်းမှုမလုပ်ဘူးလို့ဆိုလိုတယ်ကောင်းတဲ့အရာကိုကိုတယောက်တည်းသုံးဆောင်တယ်ဆိုတာအမေလည်းမပေးဘူးအဖေလည်းမပေးဘူးကိုမိသားစုလည်းမကြွေးဘူးနော်ကိုတယောက်တည်းပဲဘယ်သူမှပေးခြင်းကမ်းခြင်းလှူခြင်းတမ်းခြင်းမလုပ်ဘူးဆိုတာမျိုးမဖြစ်စေရဘူးတဲ့ကိုတယောက်တည်းသုံးဆွဲတာမျိုးမလုပ်ရဘူးအားလုံးမျှဝေပြီးတော့ကိုမိသားစုကိုချမ်းသာအောင်ပေးရမယ်လို့ဒီလိုဆိုတယ်နော်ဒါအခြေခံကိုချင်းတရားစိတ်ဓာတ်တည်ငြိမ်မှုရှိရမယ်ယုံကြည်ချက်ခိုင်မာရမယ်နော်မလှူမတမ်းမဲနဲ့ကိုတယောက်တည်းသုံးတာမျိုးမလုပ်ရဘူးတဲ့လှူနိုင်တတ်နိုင်ရမယ်လို့ဒီလိုဆိုလို့တယ်အဲ့ဒီအခြေခံကိုချင်းတရားတွေကိုလေလူလောကမှာရှိအောင်ကြိုးစားအားထုတ်ဟောနောက်တစ်ခုကဘာလို့ဆိုတမ္မုခါဝါတိရောက်ခါဝါယောတန်တေနပရိဖာတတိမျက်မှောက်ပါပဲဖြစ်စေမျက်ွယ်မှာပဲဖြစ်စေသူတော်ကောင်းတွေကိုဆွဆွဲပြစ်တင်တာမျိုးမလုပ်ရဘူးဆိုလိုတာကသူများကိုသွားပြီးတော့ကဲ့ရဲ့ပြစ်တင်သွားပြီးတော့ဆွဆွဲတာမျိုးတွေမလုပ်ရဘူးအဲ့ဒါမျိုးကိုလုံးမိတတ်တယ်သူတော်ကောင်းတွေကိုမျက်မှောက်မျက်ွယ်မှာသွားပြီးပြစ်မှားမိတတ်တယ်အဲ့ဒီပြစ်မှားမှုကိုမလုပ်ပါနဲ့တဲ့မလုပ်မိအောင်ကိုချင်းတရားမှာထိမ့်သိမ့်ပါယထာဝါရီတထာကာရီဘယ်တော့ပဲဖြစ်ဖြစ်ပြောတဲ့အတိုင်းလုပ်တယ်လုပ်တဲ့အတိုင်းပြောတယ်နော်ယထာဝါရီတထာကာရီဆိုပြောတဲ့အတိုင်းလုပ်တယ်လုပ်တဲ့အတိုင်းပဲပြောတယ်လောကလူတွေကအပြောတခြားအလုပ်တခြားဖြစ်တာများတယ်အဲ့ဒီလိုမဖြစ်ရဘူးတဲ့ကိုပြောတဲ့အတိုင်းလုပ်တယ်ကိုလုပ်တဲ့အတိုင်းပြောတယ်အပြောနဲ့အလုပ်ကိုက်ညီရမယ်လို့သူတို့ဆိုလို့ဒါလည်းအခြေခံကိုချင်းတရားတစ်ခုပဲအလုံးပေါင်းလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကလူတို့ရဲ့အခြေခံကိုချင်းတရားတွေကိုခုလို17မျိုးဟောပြတာပဲဖြစ်တယ်နော်သူများပစ္စည်းနံပါတ်1သူများပစ္စည်းမခိုးရဘူးနံပါတ်2ဟောလိမ်မပြောရဘူးနံပါတ်3ယာတုဂုံသိမ်းစည်းစိမ်ဥစ္စာရရှိလာတဲ့အခါမှာမရစ်မှုရဘူးနံပါတ်4တရားသဖြင့်ပစ္စည်းဥစ္စာကိုရှာဖွေရမယ်နံပါတ်5ကောက်ချစ်ဆင်းလဲတဲ့နည်းနဲ့ပစ္စည်းဥစ္စာကိုမရှာရဘူးနံပါတ်6နော်ပစ္စည်းဥစ္စာတွေရလာတဲ့အခါမှာဒီရှင်မှုမေးလျော့ခြင်းမလုပ်ရဘူးမရှင်မှုရဘူး
လို့ဆိုလိုတယ်နံပါတ်9စိတ်ဓာတ်တည်ငြိမ်မှုရှိရမယ်နံပါတ်10ယုံကြည်မှုခိုင်မြဲရမယ်နံပါတ်3ကိုယ်တယောက်တည်းကိုဘယ်တော့မှမသုံးပါနဲ့အများနဲ့မျှဝေပြီးကိုမိသားစုနဲ့မျှဝေပြီးကုသိုလ်ကောင်းမှုလုပ်ပြီးတော့လုပ်ပါကိုယ်ရှာထားတဲ့ပစ္စည်းဥစ္စာကိုကုသိုလ်ကောင်းမှုလုပ်ပါနံပါတ်10မျက်မှောက်မှာပဲဖြစ်စေ၊ကွယ်ရမှာပဲဖြစ်စေသူတော်စင်သူတော်မြတ်တွေကိုတွားပြီးတော့မပြစ်မှားမိပါစေနဲ့ပြစ်မှားတဲ့အလုပ်ကိုမလုပ်ပါနဲ့နံပါတ်17ပြောတဲ့အတိုင်းလုပ်တဲ့အတိုင်းပြောဆိုဒါလူတွေအတွက်အခြေခံကိုချင်းတရားတွေကိုမြတ်စွာဘုရားဟောပြောတာပဲဖြစ်တယ်အဲ့ဒီအခြေခံကိုချင်းတရားတွေဟာဘလောက်ထိတန်ဖိုးရှိသလဲလို့ဆိုတာကိုဇာလံကလေးတစ်ပုဒ်နဲ့မှတ်ထားတာနော်ဇာလံလေးတစ်ပုဒ်နဲ့မှတ်ထားပြီးတော့မြတ်စွာဘုရားရဲ့ဒီဖျားလောင်ဘွားကကိုတွေ့ကိုချင်းတရား17မျိုးနဲ့ပတ်သက်ပြီးတော့ဒီလိုက်နာကျင့်သုံးသင်္ကန်းစာယူအောင်ရှိတုန်းကဗာရဏသီမြို့ကြီးမှာအဲ့ဒီခေတ်ကလူတွေကတက်တန်းလဲရှည်ကြကြတယ်တက်တန်းရှည်ကြတဲ့လူခေတ်မှာလူတွေရဲ့ဒီဂုဏ်သိက္ခာကလည်းကြီးမားကြတယ်ပေါ့အဲ့တော့လူတွေဂုဏ်သိက္ခာကြီးမားတယ်လူပြည်နဲ့နတ်ပြည်ဆိုတာအမှန်တမ်းယဉ်နှီးကြတယ်လူတွေကောင်းသည့်အတွက်ကြောင့်လူပြည်ကသေတဲ့အခါမှာလူတွေဟာနတ်ပြည်ရောက်ကြတယ်လူပြည်ရောက်လိုက်နတ်ပြည်ရောက်လိုက်နဲ့ဆိုလူနဲ့နတ်နဲ့ဟာပေါင်းသင်းဆက်ဆံမှုတွေအမှန်တမ်းနီးကပ်တယ်ပေါ့နတ်တွေကလည်းပဲလူပုံကိုအမြဲတမ်းကြည့်နေဘာဖြစ်လို့ကြည့်လဲဆိုရင်လူပြည်ကလူတွေလူကောင်းတွေများမှနတ်ပြည်မှာစီကားတာလူပြည်ကလူတွေအကျင့်ဆိုးလာပြီဆိုရင်နတ်ပြည်ရောက်တဲ့လူကနဲလာတယ်မစီကားဘူးနတ်ပြည်ဟာ6တွေ့လာတယ်ဒါကြောင့်မို့လူပြည်နဲ့နတ်ပြည်ဟာအမြဲတမ်းဆက်သွယ်နေတယ်သို့တော်လူတွေကနတ်တွေကိုမြင်ရလားဆိုအဲ့ဒါလို့တော့မမြင်အောင်မြင်အောင်ပြမှသာမြင်လို့ရတယ်ပေါ့လူတွေရဲ့မျက်စိဟာနော်3 dimension လောက်နဲ့တော့မမြင်နိုင်ဘူးပေါ့လူတွေရဲ့မျက်စိမြင်ကွင်းထဲကိုနတ်တွေကမရောက်လာနိုင်ဘူးမြင်လို့မရဘူးအဲ့တော့အဲ့ဒီခေတ်ကတော့ပေါ်ပေါ်လွင်လွင်လူတွေနဲ့နတ်တွေရဲ့ကုလဆက်ဆံမှုရှိခဲ့သည့်အတွက်ကြောင့်ဗာရဏသီမြို့မှာပျော်ပွဲရွှင်ပွဲတွေလုပ်တယ်တဲ့အဲ့လိုပျော်ပွဲရွှင်ပွဲလုပ်တဲ့အခါမှာနတ်ဆိုတာလည်းပဲနတ်ဘဝမှာပျော်ပွဲရွှင်ပွဲတွေရှိတာပေါ့ပျော်ပွဲရွှင်ပွဲရှိတဲ့အခါမှာနတ်တွေရဲ့ပျော်ပွဲရွှင်ပွဲတွေကရိုးနေတဲ့အခါကျတော့တခါတရံလူပြည်ဆင်းပြီးတော့လူတွေရဲ့ပျော်ပွဲရွှင်ပွဲကိုလာကြည့်တယ်ဒါကတော့ဟုတ်တယ်နော်ကိုယ့်ရွာကဆက်ဆိုရင်ကတာရိုးနေပြီသူများရွာအပြရင်တော့သွားကြည့်ချင်ကိုယ့်ရွာကကိုကြည့်နေကြဆိုရိုးတယ်လေရိုးတော့သူများစီကသွားကြည့်အဲ့ဒီသဘောမျိုးပဲဗမာပြည်ကရိုးနေဆိုကိုရီးယားဇာကသွားကြည့်အဲ့ဒါမျိုးပေါ့နတ်တွေကလည်းပဲသူတို့ဇာလန်းတွေရိုးနေတဲ့အခါလူပြည်လာပြီးတော့ပွဲလာကြည့်ကြတယ်လူပြည်ကပွဲလန်းတွေနေကျင်းပတာလာကြည့်တယ်ဟိုးရှိတုန်းကဒီလိုပဲဘုရင်ရဲ့သားတော်တူဟာအင်တန်မှတည်တယ်ဘယ်တော့မှမပြုံးဘူးတဲ့သူကဗမာရာဆိုရင်မှာတော့သုံးရတဲ့ပြုံးတာဆိုတာယမီးသင်စားယမီးသင်မျိုးစားတိလဝဆိုတာတစ်သလုံးမှာသုံးခါပဲပြုံးတယ်ရီဖို့ဆိုတာအသာထားတစ်သလုံးနေမှာသုံးခါပဲပြုံးတယ်တဲ့သူကသုံးခါပဲပြုံးတယ်အဲ့ဒီယမီးသင်စားတိလဝဆိုတာရှိတယ်မဟာပနာဒဆိုတဲ့မင်းသားဟာလုံးဝမပြုံးပြုံးစီခြင်းလို့သူ့ရဲ့ခမည်းတော်မင်းတရားကြီးကဟာသားတွေအမျိုးစုံလူရှင်တော်တွေဇလန်းဇကွက်တွေနဲ့ရည်စရာမောစရာတွေပြတ်သားခိုင်းတော်လည်းပဲသူဟာပြုံးကိုမပြုံးအဲ့လိုမပြုံးတာနှစ်ပေါင်းကိုတော်တော်ကြာလာတယ်နှစ်ပေါင်းတော်တော်ကြာတဲ့အခါကျတော့နတ်ပြည်ကနတ်ကအကျိတ်တူကနေလာပြီးတော့လူပြည်လာပြီးတော့ဒီမပြုံးတဲ့နတ်သားကိုပြုံးအောင်လို့ဆိုပြီးတော့နတ်ပြည်ကလာတဲ့နတ်သားတယောက်ရဲ့
ကိုထက်ဝက်အကနဲ့ကပြနော်သူ့အကမျိုးဒီကနေ့ခေတ်တော့ရှိအောင်မဟုတ်သေးဘူးတချမ်းကိုတချမ်းအကလို့ပြောရမှာကိုတချမ်းအကဆိုခန္ဓာကိုယ်ကြီးကိုတချမ်းကြည့်လိုက်သူကညာဘက်တစ်ဖက်ပဲလှုပ်တယ်မျက်လုံးကလည်းပဲညာဘက်တစ်ဖက်ပဲလှုပ်တယ်နေရွက်ကလည်းညာဘက်တစ်ဖက်ပဲလှုပ်တယ်နှာခေါင်းကလည်းတချမ်းပဲလှုပ်တယ်နော်ဘယ်ဘက်ကငြိမ်နေလက်ကလည်းပဲတချမ်းပဲလှုပ်တယ်ခြေထောက်ကလည်းတချမ်းပဲလှုပ်တယ်တချမ်းလှုပ်အကတချမ်းလှုပ်အကနောက်တစ်ခါပြောင်းလိုက်ဟိုဘက်တချမ်းပဲလှုပ်တယ်ဒီဘက်ကငြိမ်နေတယ်အဲ့တော့တချမ်းလှုပ်အကကိုကပြတဲ့အခါကျတော့နည်းနည်းလေးပြုံးတဲ့သူကအဲ့ဒီကြတော့တခါမှမမြင်ဘူးတဲ့အကနော်တခါမှမမြင်ဘူးတဲ့ကလူခန္ဓာကိုတချမ်းပဲလှုပ်တယ်ကြံတဲ့တချမ်းကငြိမ့်နေအောင်လှုပ်ထားပြီးတော့အဲ့လိုကပြအဲ့ဒါမဟာပဏာမစဒီလိုရှိမဟာပဏာထမင်းသားရဲ့ကအဲ့ဒါလိုပဲနတ်တွေဟာလူပြေကပွဲသဘင်တွေကိုလာပြီးတော့ကြည့်ကြတခါနတ်သားလေးယောက်ဟာထင်းထင်းရှားရှားကက္ကာရုဆိုတဲ့အလုံးကိုမှုှေးကြိုင်တဲ့နတ်ပန်းတွေကိုပန်းကုန်းကြီးတွေလှုပ်ပြီးတော့ခေါင်းကိုပန်းခွေကြီးတွေဆွတ်ပြီးတော့လူပြေကပွဲသဘင်ကိုဆင်းလာခဲ့ကြတယ်သူတို့ပန်းလာတဲ့ခေါင်းကိုဆွတ်ထားတဲ့ပန်းခွေကြီးတွေကတစ်မျိုးလုံးတစ်ခါတည်းမှုှေးကြိုင်သွားတာမှုှေးလိုက်တာဘယ်ကအနန္တုံဘယ်ကအနန္တုံနဲ့လူတွေကရှာကြတယ်ဒီအနန္တမျိုးတစ်ခါမှမကြုံဘူးလို့ဆိုတဲ့အခါနတ်သားတွေကသူတို့ပွဲလာတဲ့နတ်သားတွေကသူတို့ပန်းစင်ထားတဲ့ပန်းကုန်းရဲ့ရနတ်နေပါဆိုတာကိုပြသလို့မင်းရင်ပြင်မှာကောင်းကင်ယံကနေသူတို့ကိုထင်ရှားပြကြတယ်ခေါင်းမှာပန်းကုန်းတွေကိုစီနော်ပန်းခွေတွေခေါင်းမှာဆွတ်ထားအဲ့ဒီပန်းတွေကိုကက္ကာရုနတ်ပန်းလို့ခေါ်တယ်အဲ့ဒီနတ်ပန်းတွေဟာအမြဲတမ်းမွေးတယ်အမြဲတမ်းလည်းလှတယ်သူတို့ခေါင်းကိုဆွတ်ထားကြတယ်အဲ့ဒါဆွတ်ထားတဲ့အခါကျတော့လူတွေကမှုှေးလိုက်တာဒီပန်းမျိုးမြင်လည်းမမြင်ဘူးအနံ့ကလည်းမှုှေးလိုက်တာလှလည်းလှလိုက်တာဆိုတော့အဲ့ဒီပန်းကိုဝိုင်းတောင်းကြတယ်သူတို့ကဝိုင်းတောင်းကြတယ်ခမည်းတော်နတ်ပြည်မှာဒီပန်းတွေပေါ်ပါတယ်ကျွတ်တို့ပေးထားခဲ့ပါနော်ထူးဆန်းတဲ့ပစ္စည်းဆိုလူတွေကဝိုင်းတောင်းကြတယ်ခမည်းတော်နတ်ပြည်မှာပေါ်ပါတယ်ဒါပေးထားခဲ့ပါလို့ဆိုအဲ့မှာပထမနတ်သားကစပြီးတော့ပြောတာအေးဒီပန်းဟာနတ်တေသာပန်းစင်တဲ့ပန်းမျိုးဖြစ်တယ်တဲ့မင်းတို့မှာလူရဲ့အခြေခံကိုချင်းတရားရှိရလားကိုချင်းတရားမရှိရင်ဒီနတ်ပန်းကန်ရင်ဒုက္ခရောက်တတ်တယ်ဒီနတ်ပန်းဟာမင်းတို့ပန်းလို့မရဘူးဒုက္ခရောက်နိုင်တယ်ဆိုပြီးတော့ပထမနတ်သားကပြောတဲ့ကိုချင်းတရားဟာခုနပထမပြောတဲ့1နဲ့2 3ပဲအေးသူများပစ္စည်းကိုမခိုးရဘူးဘယ်တော့မှလိန်ညာပြောတာမျိုးမလုပ်ရဘူးဓာတုဂုံသိစိစိဥစ္စာတွေရရှိလာတဲ့အခါမှာမရစ်မှုရဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဆိုလို့ရှိရင်ဟောဒီပန်လို့ရတယ်လို့ပြောတဲ့အခါကျဘယ်သူမှအခြေခံကိုကျင့်တရားနဲ့မပြည့်စုံတော့ဘယ်သူကမှသူ့ဒီဂုံသိက္ခာတွေရှိပါတယ်လို့မပြောရဲကြဘူးနော်ရိုးသားကြမပြောရဲကြသို့တော့ဘုရင်ရဲ့ပရောဟိတ်ကြီးကသူကနည်းနည်းကြွားခြင်းတဲ့အခါကျသူ့မှာလည်းဒီဂုံသိက္ခာတွေမရှိဘူးကိုကျင့်တရားတွေမရှိဘူးဒါပေမဲ့လို့နတ်ပန်းရအောင်နတ်တွေကိုလိန်လေတဲ့အနေနဲ့ဟာဒီကိုကျင့်တရားတွေသူ့မှာရှိတယ်သူနဲ့ထိုက်တန်ပါတယ်သူ့ပဲပေးပါလို့ဆိုတော့သူ့စကားအတိုင်းပဲပထမနတ်သားကသူ့ခေါင်းကိုဆွတ်ပေးလိုက်တယ်ပန်းကုန်းတစ်ကုန်းရသွားသူကက္ကာရုနတ်ပန်းကုန်းကြီးတစ်ခုရနောက်တစ်ခါဒုတိယနတ်သားကပြောပြန်တယ်ဟောဒီသူ့ပန်းကုန်းဟာလေတဲ့တာမန်ပုဂ္ဂိုလ်တွေခေါင်းမှာဆွတ်လို့မရဘူးတဲ့ပစ္စည်းဥစ္စာရှာမယ်ဆိုရင်တရားသဖြင့်ပဲရှာရမယ်ကောက်ကျစ်ဆင်းလဲတဲ့နည်းနဲ့သူများပစ္စည်းဥစ္စာမရှာရဘူးစီးစိမ်ဥစ္စာတွေရလာတဲ့အခါမှာမရစ်မှုရဘူးအဲ့ဒီကိုချင်းတရားနဲ့ပြည့်စုံမှာဟောဒီပန်းကုန်းကိုပန်းလို့ရမယ်လို့ဆိုပရောဟိတ်ကြီးကပဲသူဓာရီနဲ့ပြည့်စုံပါတယ်သူပေးပါဆိုနောက်ထပ်ပန်းကုန်းတစ်ကုန်းသူခေါင်းဆွတ်လိုက်ပြန်သူပဲတောင်းတယ်ကြံတဲ့လူတွေကမယူရဲကြဘူး
နောက်တစ်ခါတတိယနတ္တကိုပြောတဲ့အခါဟောဒီပန်းကုန်းကလည်းပဲတဲ့လူရဲ့ဂုဏ်သိက္ခာတွေနဲ့ပြည့်စုံမှဒီပန်းကုန်းကိုပန်းလို့ရလူဂုဏ်သိက္ခာဆိုတာစိတ်ဓာတ်တည်ငြိမ်မှုရှိရမယ်ယုံကြည်ချက်ဟာခဏခဏပြောင်းတာမျိုးမဖြစ်ရဘူးကောင်းတဲ့အရာသာရှိတဲ့ပစ္စည်းဥစ္စာတွေကိုကိုယ်တယောက်တည်းမသုံးရဘူးလှူရတန်းရမယ်ဆိုတဲ့ဒီကိုချင်းတရားရှိတဲ့ပုဂ္ဂိုလ်မျိုးသာသူပန်းကုန်းနဲ့ထိုက်တန်တယ်လို့ပြောတဲ့အခါပရောဟိတ်ကြီးသူပဲဒီဂုဏ်သိက္ခာတွေရှိပါတယ်သူပေးပါဆိုသူခေါင်းကိုစော့လိုက်သုံးကုန်းရသွားပြီသူကနောက်တစ်ခါနောက်ဆုံးစတုထနတ္တကဘာပြောမျက်မှောက်မှာပဲဖြစ်စေ၊ကွယ်ရမှာပဲဖြစ်စေသူတော်ကောင်းတွေကိုမပြစ်မှားရဘူးအဲ့ဒီမပြစ်မှားဘူးဆိုရင်ဒီပန်းကုန်းနဲ့ပန်းကုန်းကိုပန်းလို့ရတယ်ပြောတဲ့အတိုင်းလုပ်ရမယ်လုပ်တဲ့အတိုင်းပြောရမယ်ယထာဝါဒီတခြားကာရီပြောတဲ့အတိုင်းလုပ်တဲ့အတိုင်းပြောတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုဒီဂုဏ်သိက္ခာတွေနဲ့သူပြည့်စုံပါတယ်ဒီအရေးချင်းတွေသူရှိပါတယ်သူပေးပါဆိုပန်းကုန်းလေးခုံးစလုံးသူခေါင်းကိုစွပ်ပေးထားစွပ်ပေးပြီးတော့နတ်တွေကပြန်သွားကြပြန်လဲသွားရောပန်းကုန်းကြီးတွေကတဖြည်းဖြည်းတင်းကျပ်လာတာတဲ့သူခေါင်းမှာသူကဟုတ်မှမဟုတ်တယ်သူ့မှာဒီအခြေခံအရေးချင်းတွေတခုမှမရှိဘူးလူရဲ့ကိုချင်းတရားတွေတခုမှမရှိဘဲနဲ့လိန်ညာပြီးတော့သူကတောင်းတဲ့အတိုင်းနတ်တွေကလည်းပေးသွားလိုက်တယ်အဲ့ဒီမှာပန်းကုန်းတွေကတဖြည်းဖြည်းတင်းလာတာဖြုတ်လို့လည်းမရဘူးတဖြည်းဖြည်းတင်းပြီးတော့အသားတွေကိုစိုက်ဝင်လောက်သည့်ထီအောင်တင်းပြီးပရောဟိတ်ကြီးကမနေနိုင်မထနိုင်ခေါင်းကိုတံပြားကြီးပတ်ထားသလိုဒုက္ခဝေဒနာဖြစ်ပြီးအော်ဟစ်ညှဉ်းညူပြီးတော့အဲ့ဒါလိုသေတော့မတတ်ဆင်းရဲဒုက္ခရောက်တယ်ဖြုတ်လို့လည်းမရဘူးဘယ်သူမှလည်းမဖြုတ်နိုင်ဘူးသူဟာဆင်းရဲဒုက္ခကြုံနေတဲ့အခါမှာဘုရင်ကြီးကဒီပရောဟိတ်ကြီးဒီတိုင်းထားရင်တော့သေလိမ့်မယ်သူဟာလိန်ပြီးတော့ယူတာအဲ့တော့ဒီနတ်တွေကလည်းပြန်သွားပြီးသူတို့လိပ်စာလည်းမသိဘူးတယ်လီဖုန်းဆက်လို့လည်းရမှာမဟုတ်ဘူးအဲ့တော့ဘယ်လိုလုပ်ပြန်ဆက်တယ်ထပ်ပြီးတော့ပွဲသဖြင့်ပွဲထပ်ပြီးတော့ကျင်းပအောင်လူပြေကပွဲလန်းသဖြင့်ထပ်ပြီးတော့ကျင်းပတဲ့အခါသူတို့ပွဲကြည့်တစ်ခါပြန်လာကြတယ်နော်ပွဲလန်းသဖြင့်ပြန်လာတဲ့အခါကျတော့မှအဲ့ဒီနတ်တွေကိုအကျိုးအကြောင်းပြောပြီးသူတို့ပန်းကုန်းတွေသူတို့ပြန်ပြီးတော့တဦးချင်းဖြုတ်လိုက်တဲ့အခါမှာပရောဟိတ်ကြီးကမြော့နေအောင်ခံရတဲ့ပရောဟိတ်ကြီးကလွတ်ကင်းသွားတယ်အဲ့ဒီလိုလူကိုချင်းတရားမရှိဘူးဆိုလို့ရှိရင်အဲ့ဒီလိုဒုက္ခရောက်တတ်တယ်လို့သင်္ကန်းစာပေးတဲ့အနေနဲ့ဒီဇာလန်းကိုဟောတာပဲဖြစ်တယ်ပေါ့လူလောကမှာအခြေခံအားဖြင့်လူတွေရဲ့ကိုချင်းတရားဆိုတာအခုပြောခဲ့တဲ့အချက်တွေပဲဖြစ်တယ်ဘုရားဘာသာဝင်သူတော်စင်များအနေနဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာသောအဖြစ်ဒီအခြေခံကြတဲ့ကိုချင်းတရားတွေကိုတို့တွေရရှိအောင်ကြိုးစားကြရမှာလို့စိတ်ထဲမှာနှလုံးသွင်းထားဖို့ဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီဇာလန်းမှာပထမဆုံးနတ်သားအကြီးကဲကဘုရားအလောင်းဖြစ်ပြီးဒုတိယနတ်သားကရှင်သာရိပုတ္တရာအလောင်းတတိယနတ်သားကရှင်မမောက္ကလံအလောင်းစတုထနတ်သားကတော့ရှင်မကတ္တဗအလောင်းတို့ဘုရားအလောင်းစုကြီးပန်တဲ့ပုဂ္ဂိုလ်တွေဟာနတ်ဘဝရောက်တဲ့အချိန်မှာအခုလိုကိုချင်းတရားတွေကိုရှင်းလင်းပြောကြားခဲ့တာဖြစ်တယ်လူတွေရဲ့ဂုဏ်သိက္ခာလူတွေရဲ့အခြေခံကိုချင်းတရားဟာဘလောက်ထိအောင်တန်ဖိုးရှိတယ်ဆိုတာဒီဇာလန်းကသင်္ကန်းစာပေးတာပဲဖြစ်တယ်ပေါ့ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့အခုဟောပြတဲ့လူတို့ရဲ့အခြေခံကိုချင်းတရားများကိုတို့တွေပြည့်စုံအောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်ဒီလိုအခြေခံကိုချင်းတရားတွေနဲ့ပြည့်စုံမှသာလေတို့တွေဟာလူဖြစ်ရကြိုးနတ်မှာဖြစ်တယ်လို့ကိုစီမှတ်သားနာယူပြီးလူဖြစ်ရကြိုးနတ်ချင်းရဲ့အကြောင်းဖြစ်တဲ့အခြေခံကိုချင်းတရားများနဲ့ပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာ
ဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှေယုံပေါင်းဆောင်ရခြင်းကြောင့်တဗ္ဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်သာစင်ထောရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဟုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွဲညကုန်သည်ဖြစ်ဖြစ်ဒုက္ခန္တကလေအောင်လေးတဲ့ရောရှက်သင်ပြပီတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လည်၍နေကြပါစေကုန်တည်းဆက်လက်၍လူပဲဝတ္ထုအစူးစူးတို့ကိုဆက်ကလှူဒါန်းခြင်းအစီအစဉ်ဖြစ်ပါသည်